အားလုံးပဲမြင်လာပါခင်ဗျာပေါ့နော်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာတွေကတော့ကျွန်တော်အိမ်ငှားပုံငါအိမ်ငှားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီတတိထားမယ့်အကြောင်းအရာတွေကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်ဘယ်အကြောင်းအရာကိုကျွန်တော်အဓိကကျွန်တော်ပြောပြမှာလဲဆိုတော့ပေါ့နော်အိမ်ငှားတဲ့ခါမှာကျွန်တော်ဒီအိမ်တရုံငှားလိုက်မှာပထမအဦးဆုံးကနဦးပေးသွင်းရတဲ့ငွေတွေကိုသူကဘလောက်ဆိုပြီးတော့သူကကျွန်တော်တို့ကိုမီဆွမိုရီရှော့လို့ခေါ်တယ်နော်အဲ့ကောင်ကိုရှိပါတယ်အဲ့ကောင်ထဲမှာဆင့်เนาะကျွန်တော်ဒီဘယ်အပိုင်းတွေကိုတော့ကျွန်တော်ဈေးစစ်လို့ရတယ်ဘယ်အပိုင်းတွေကိုတော့ဈေးစစ်လို့မရဘူးဆိုတော့ကျွန်တော်ပြောပြပေးဆုံးဖြစ်ပါတယ်ပေါ့နော်ခက်ရှင်းပြောမယ်ဆိုရင်ကျွန်တော်ဒါဂျင်းထဲမခံရအောင်လို့ကျွန်တော်ဒါဈေးစစ်နည်းကိုကျွန်တော်ဈေးစစ်တဲ့အခါမှာလဲပေါ့နော်ကျွန်တော်ဥပမာ1500ပြောတော့သိရမှာ900ထားပြဆိုပြီးတော့သိမှာအဲ့လိုမျိုးဈေးစစ်နည်းမဟုတ်ပါဘူးကိုကသူတို့ပေးထားတဲ့သူတို့ကိုဘလောက်ကြမယ်ဆိုပြီးတော့ကျွန်တော်ရှော့ကီဟီယိုလို့ခေါ်တယ်ပထမအဆုံးကနဦးပေးသွင်းရမယ့်ငွေတွေမှာကျွန်တော်မီဆိုမိုရီရှော့ထဲမှာရှိတယ်အဲ့ဒါတွေကိုဘယ်ဟာတွေကိုတော့ဈေးစစ်လို့ရတယ်ဘယ်ဟာတွေကိုတော့ဈေးစစ်လို့မရဘူးဆိုတာလည်းရှိပါတယ်ခက်ရင်ကြီးနဲ့ပေါ့နော်ကျွန်တော်ဒါဈေးစစ်တဲ့နည်းပေါ့နော်ပြောမယ်ဆိုရင်တော့ဒီအပိုင်းတွေကတော့မင်းတို့ငါ့ကိုမလိုဘဲနဲ့နော်ပတ်စံကောက်ထားရဲဆိုတော့အကြောင်းကိုတို့ကိုဒါသိအောင်လို့ပေါ့နော်ဒါပြန်ပြောရနည်းလို့လည်းဒါပြောလို့ရပါတယ်ပေါ့နော်အိမ်ငှားတဲ့ပုံစံမျိုးကျွန်တော်အကြမ်းမြင်ရှင်းပြမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကပေါ့နော်ဒီဖူဒိုဆန်ဆိုတဲ့ကျွန်တော်တို့ဒီအိမ်ငှားပွဲသားစီကိုသွားပြီးတော့ကျွန်တော်တို့ဒါအိမ်ငါ့ကိုအိမ်ရှာပေးပါငါဘယ်နေရာမှာလိုချင်ပါလဲဆိုပြီးတော့သူတို့သွားပြောမှာပေါ့နော်သူတို့ကရှာပေးမှာသူတို့ကမဲအဲ့နေရာဆိုရင်တော့ဒီအိမ်ရှိကိုရှာပေးမှာပေါ့နော်ဖူဒိုဆန်ဆိုတာကကျွန်တော်တို့ဒါပွဲသားဆိုတဲ့အတိုင်းပဲအုံနာရှိမယ်ကျွန်တော်ငှားတဲ့သူရှိမယ်ပြီးရင်ကျွန်တော်တို့ဂျားထဲမှာသူပေါ့နော်ဒီသူပွဲသားနေမှာပေါ့နော်အဲ့လိုမျိုး3ခုပေါ့အဲ့လိုမျိုး3ခုပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒီ3ခုပုံစံမျိုးရှိရဲ့အခါမှာအပားတို့တွေမှာလည်းရှိရတချို့အပားတို့တွေမှာဘယ်လိုရှိရလဲဆိုကျွန်တော်တို့အပားတို့ပိုင်ရှင်တွေကဒီခိုင်းခုချင်းဆိုရင်ကျွန်တော်တို့ဒီအပားတို့မှာကျွန်တော်တို့ဒီနေထိုင်ခွင့်မပေးနိုင်ဘူးဆိုပြီးတော့เนาะလုံးဝ NUG เนาะလုံးဝမပေးနိုင်ဘူးဆိုတော့အုံနာတွေလည်းရှိရเนาะအဲ့လိုမျိုးအုံနာတွေရှိတာအောင်မှဒီဖူဒိုဆန်ဆိုတော့ဒီအိမ်ပွဲသားကြတော့ဒီလိုမျိုးအဲ့ဒီတကိုင်းခုချင်းဆိုရင်ခိုင်းခုချင်းငှားလို့ရတဲ့နေရာကိုသူကရွေးပြီးတော့ရှာပေးတဲ့ပွဲသားနဲ့ပဲเนาะကျွန်တော်တို့ဒါစကားပြောမှာဖြစ်တယ်เนาะဟုတ်ပြီကျွန်တော်တို့ဒီအိမ်ပွဲသားတွေကျွန်တော်ငှားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဗဒါတွေကိုကျွန်တော်မင်းအိမ်ဟုတ်ပြီကျွန်တော်မင်းလည်းဒီအိမ်ကိုကြိုက်ပြီဆိုရင်တို့ကမင်းကိုပြပေးမှာเนาะဒီကိုငှားမယ်ဆိုရင်မင်းဘယ်လောက်ကြမယ်ဆိုရင်เนาะရှော့ကီဟီယိုလို့ခေါ်တယ်ရှော့ကီဟီယိုဆိုတော့ဗါလဲဆိုရင်ပထမဦးဆုံးမင်းပေးသွင်းရမယ့်ငွေပမာဏအဲ့ထဲမှာဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ပြောတဲ့အတိုင်းပဲဒီဈေးစစ်လို့ရတဲ့နည်းကိုကျွန်တော်ပြောအဲ့ရှော့ကီဟီယိုထဲမှာကျွန်တော်ဒီဈေးဘယ်နေရာတွေကိုဈေးစစ်လို့ရတယ်ဆိုတော့ကျွန်တော်ပြောဖြစ်ပါဒီအကြောင်းအရာကကျွန်တော်ကိုယ်တိုင်အိမ်ငှားပြီးတော့เนาะကျွန်တော်ကိုယ်တိုင်ဈေးစစ်လို့ရလို့ပေါ့เนาะကျွန်တော်ပြန်ပြီးတော့ရှေ့ရပြန်လုပ်ပြီးတော့ဖြစ်ပါတယ်เนาะအဲ့မှာကျွန်တော်ဒါသူတို့ပို့ပေးထားကျွန်တော်မီဆွမိုရီရှော့ပေါ့နော်ကျွန်တော်မီဆွမိုရီရှော့ကိုကျွန်တော်ဒါကြည့်မယ်ဆိုရင်ဟိုင်မူအဆူနော်ခရန်ဘူနော်ခရန်ဘူကိုဒါဝင်နေကြည့်ပေါ့နော်တော်ဒါတခြားနားမလဲဘူးနော်တခြားနားမလဲဆိုတော့ဒါကိုတခြားတော့နားမလဲဘူးဒါဘာပြောချင်တာလဲဆိုရင်ဒါသူတို့စီကိုနော်ဒီဝင်တဲ့အတွက်ကြောင့်မလို့ဒါဝင်နေကြည့်နော်ဒီကောင်ကတိတ်ဒီကောင်ဈေးစစ်မယ်ဆိုစစ်လို့ရတယ်ဒီကောင်ဘာလို့လဲဆိုတော့เนาะဒါမလိုဘူးလေเนาะဒါမလိုဘူးလေဆိုတာဘာလို့မလိုရလဲဆိုတော့ဒီအိမ်ကိုကငှားရတော့ကြောင်မလို့အိမ်ကိုဝင်ကြီးဆိုပြီးတော့သူကတောင်းတာပေါ့เนาะဝင်ကြီးဆိုပြီးတော့ကျွန်တော်တို့ထွေထူးကျွန်တော်တို့ဒါပေးစရာမလိုဘူးเนาะအဲကြောင့်အဲ့လိုမျိုးဟာဆိုရင်ဒါစစ်လို့ရတယ်နောက်တစ်ခုเนาะကျွန်တော်တို့ဒါခါကီခိုးကန်ဟီယိုဆိုတာကြတော့ကျွန်တော်ဒါကိုကတော့ပြောင်းလဲလောက်ခါပါဗျာသိရမလားကိုကဒီအိမ်ကိုအစ်စ်ဝင်တော့ကြောင်မလို့ဒီအိမ်အရင်တော့အိမ်လူရဲ့နာမည်နဲ့ဖောက်လာတဲ့တော့ကိုယ်နာမည်ပြောင်းပေးမယ်ဆိုတဲ့သဘောမျိုးเนาะအဲ့ပြောင်းပေးကကျွန်တော်ဒါသူကဒီလောက်ကောက်တယ်ဒီလောက်ယူထားတယ်เนาะအဲ့လောက်ယူထားတာကိုမှเนาะကိုကဒါ2200ယူထားတယ်2200ယူထားတာကိုမှတကယ်တမ်းကျတော့ဖြစ်တင်တာပေါ့နော်1000ခွဲလောက်ပဲကျွန်တော်တို့ဒါ1000ခွဲလောက်ပဲကျွန်တော်တို့ဒါစစ်မယ်ဆိုရင်ဒါစစ်လို့ရတယ်ပေါ့နော်ဒီတော့ကျွန်တော်ဒီ2200တော့ကျွန်တော်မစစ်တော့ဘူးကျွန်တော်တခြားဟာကျွန်တော်စစ်မဖြစ်တော့တယ်ပေါ့နော်ဒီ2200တော့ကျွန်တော်မစစ်တော့ဘူးဒါကတော့စံကခုပေါ့နော်တတိကံပေးနိုင်မယ်စစ်ချင်တဲ့စစ်မစစ်ချင်ဘူးဆိုတော့ဒါဒီလောက်နဲ့ပြီးလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်တစ်ခုอ่ะပေါ့နော်နာကရှော့ကိုင်းဒေဆူရီယိုနော်ရှော့ကိုင်းဒေဆူရီယိုဆိုတာဗာလဲဆိုရင်ဒီအိမ်ကိုနော်ကိုကျွန်တော်မိတ်ဆက်ပေးရဆိုရင်ကျွန်တော်မိတ်ဆက်အခါဆိုပြီးတော့အဲ့ဒါယူတယ်နော်အဲ့ကောင်ကဒါလုံးဝစစ်ရမှာနော်လုံးဝစစ်လို့ရတယ်တော့စစ်ပြဗျာတဲ့တော့0 တီကိုစစ်ပြကျွန်တော်ကတော့ဒါ0 တီကိုစစ်ပြတာအောင်မြင်ခဲ့နော်စစ်ပြတာအောင်မြင်ခဲ့အပေါ်ဟာလည်းပဲကျွန်တော်ဒါ0 စီစစ်ပြတာကျွန်တော်အောင်မြင်ခဲ့တယ်နောက်တစ်ခုကကျွန်တော်ဒါရှိုးတို့ခုခိုးခင်းလို့ခေါ်ရယ်နော်ဒီကောင်ရှိုးတို့ခိုးခင်းဆိုတာဗာလဲဆိုတော့ဒီမှာဒီအခန်းလေးကိုပိုးတက်တာလည်းပဲလုတ်ပြီးတာပေါ့ဗျာနော်ပိုးတက်တာတော့အဲ့ဒါလည်းဒါကတနည်းအားဖြင့်ပြောမှဆိုရင်ဒါတန်ရှင်းကြီးပဲလို့ပြောလို့ရတယ်နော်
အဲ့ကောင်လည်းပဲစစ်ပြတာဘာလို့ဆိုစစ်လို့ရတယ်နော်ဒါမလို့တော့တန်ရှင်းကြီးကိုမှဒါတစ်ဖက်လက်နဲ့ဒါလှည့်ပြီးတော့ကောက်တာပဲနော်နောက်တစ်ခုကကျတော့ short ကိုင်းပေါ့နော် short ကိုင်းပထမဆုံးဟိုခန်းလျော့ခင်းပထမဆုံးဒါဟိုခန်းလျော့ခင်းနေရောဒီကောင်တော့ကျွန်တော်ဒါစစ်လို့မရခဲ့ဘူးဒါစစ်လို့ဒီကောင်ဒီနေရာကိုကျွန်တော်စစ်လို့မရခဲ့ဘူးနော်ဒါဒီနေရာမှာ2150ကောက်တယ်ဗျာ2950မှာကိုကအီရောဆိုတော့ပေးမယ်ဆိုရင်လည်းပဲဒါပေးလိုက်ပေါ့နော်ပေးမယ်ဆိုရင်တော့ပေးလို့ရတယ်နော်ဒါကကျွန်တော်မစစ်ခဲ့ဘူးကျွန်တော်ဒါဟုတ်စီနောက်တစ်ခုကျတော့ကျွန်တော်ဒီခါဆိုင်ဟိုခန်းပေါ့နော်ခါဆိုင်ဟိုခန်းဆိုတော့ဘာပြောလို့ပြောရမှာဆိုတော့ကျွန်တော်မီဘေးအန်နေရဲတော့နော်ကျွန်တော်ဒါငလင်းကြောင့်မီးလောင်တာပဲဖြစ်ဖြစ်နော်ပစ္စည်းဆုံးရှုံးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒါဟိုခန်းပေါ့နော်အဲ့ဟိုခန်းတော့ဒါစစ်လို့မရဘူးနော်ဒါဆောင်းရမယ်ဟာစစ်လို့မရဘူးနောက်တစ်ခုကျတော့ကျွန်တော်နော်ရှီဆွန်နိုင်ဆိုးကြီးဟိနော်ရှီဆွန်နိုင်ဟိုကြီးဒါအခန်းရဲ့ဒါဆိုးကြီးလောက်ခနော်ဒီဆိုးကြီးလောက်ကတော်တော်ဒါကျွတ်တယ်ပေါ့နော်တော်တော်ဒါပေးရတယ်နော်တော်တော်ဒါတောင်းထားတယ်နော်တော်တော်ဒါတောင်းထားတယ်ဘယ်လောက်တောင်းထားလဲဆိုတော့ကျွန်တော်တို့ဒီမှာ4000ထိအောင်ကျွန်တော်တို့ဒါတောင်းထားတယ်နော်4000တောင်းထားအဲ့4000ထိအောင်တောင်းထားတာလုံးဝအစ်စ်တင်နေတာဒါဘာလဲဆိုတော့ဒီကောင်နဲ့ဘယ်ကောင်နဲ့တွားပြီးတော့တွားတူညီနေတယ်ဒီကောင်ရယ်နော်ဒီကောင်နဲ့နော်ဒီကောင်နဲ့ဒါဆိုရင်နှစ်ခုဒါတူးနေနော်အခန်းဆိုးကြီးလောက်ကလည်းသူကအခန်းအတန်ရှိကလည်းတက်တောင်းတယ်ပြီးတော့နော်တော်ကျွန်တော်ဒါပိုးသက်ခဆိုပြီးတော့လည်းတောင်းတယ်နော်နှစ်ခုလုံးကကျွန်တော်ဒါတောင်းတော့နှစ်ခုလုံးကဒါဆိုးကြီးပဲနော်အဲ့နှစ်ခုနဲ့ကိုဘယ်မှာတော်တော်ကျွတ်နေပြီနော်အဲ့နှစ်ခုတော့ကျွန်တော်ဒါ9000 9000လောက်ရှိတယ်9000လောက်ကျက်တယ်နော်အဲ့ကောင်တွေကဒါတက်ဒါကိုဒါမြန်မာလူပုံဝင်ပြောရမယ်ဆိုရင်ဒါရိုက်စားလောက်တာပဲเนาะခင်ဗျားတို့ဒါကျွန်တော်ကြိုက်တယ်အဲ့ခန္ဓာတွေကိုဒါစစ်လို့ရတယ်အဲ့ခန္ဓာတို့လုံးဝစစ်ပြီမရစစ်တင်တယ်ပေါ့နော်စစ်တင်တယ်မရဥပမာစစ်တဲ့နေရာမှာလဲပေါ့နော်ကျွန်တော်တို့ဒါနည်းနည်းလေးနော်ကျွန်တော်တို့ဒါဒီဟာလေးနော်ဒီဟာလေးကျွန်တော်စစ်ပေးနိုင်မှာနားရှော့ပေးနိုင်မှာဆိုပြီးတော့အဲ့လိုမျိုးနော်ရင်ကြီးနဲ့စစ်တာလည်းပိုကောင်းတယ်ပေါ့နော်အဓိကဒီလူမှုဟာတွေကနော်သူတို့ကလည်းကိုယ့်ကိုဒါသူတို့ကိုယ်တိုင်လည်းပဲဒါသူတို့သိတယ်ဘာမှမစစ်ဘူးဆိုရင်တော့ပေးလိုက်ရမှာပဲစစ်တယ်ဆိုရင်တော့ရချင်ရမှာမစစ်ဘူးဆိုရင်တော့မစစ်တဲ့သူတွေစစ်တယ်ဆိုရင်တော့ရချင်ရအောင်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဓိကဒါပေါ့နော်ဒီလိုအိမ်ငားတဲ့ခါကျရင်ဒီဟာလေးတွေကိုကျွန်တော်တို့တတိထားပြီးကျွန်တော်တို့ဒါငှားတင်တယ်ဒီထဲမှာတော့ကိုယ်ဒီလိုမျိုးတွေရေးပြတာဆိုဒီဟာလေးကိုတော့စစ်လို့ရတရားလေးကိုဆက်ပြနောက်တစ်ခုရှိသေးရပါတော့ကိုကကားပါကင်ကယူထားရဆိုရင်နောက်တစ်ခုကနောက်ထပ်တောင်းစီကားပါကင်ရှော့ကိုင်းကားဆိုပြီးတော့ကိုကသူတို့ကထပ်တောင်းစီဘာဆိုင်လိုက်ပြန်နော်သူကအိမ်ငားပြီဆိုရင်သူတို့ကားပါကင်ပါတဲ့အိမ်ကိုငားပါပြီပြောနေတယ်မလားကားပါကင်ကိုရှော့ကိုင်းကားဆိုပြီးတော့ကျွန်တော်တခါလေးသူကစစ်တယ်ပေါ့ကျွန်တော်အိမ်ငားတော့ဆိုကျွန်တော်ပထမဆုံးနေ့ပဲကျွန်တော်အဲ့ပွဲသားကိုကျွန်တော်သူကအိမ်အဲ့ကုလိုဆန်ကိုကျွန်တော်သွားပြီးတော့သူတို့အဲ့မှာတခါကျွန်တော်မီဆိုမိုရီရှော့ဆိုတခါထုတ်ပြီးကျွန်တော်လည်းတခါထိုင်ဆောင်လိုက်တယ်နော်တခါထိုင်ဆောင်ပြီးတော့ပြတဲ့ခါမှာနော်ဒါရှော့ကိုင်းကားရယ်နော်ရှော့ကိုင်းကားတခါကျွန်တော်တခါတိုင်းစစ်တယ်နော်အဲ့ကားပါကင်ရှော့ကိုင်းကားမင်းဒီကောင်တော့မင်းတော့ဒါမင်းလုံးနဲ့ကွာနေမလားရှော့ကိုင်းကမင်းလုတ်ပေးနိုင်မလားဆိုပြီးကျွန်တော်တိုက်ပြောတယ်အဲ့မှာတခါသူလည်းတခါတိုင်းရှော့ပေးရတနေ့ဟာရောကျွန်တော်မပြောသေးဘူးပြပြီးတော့ကျွန်တော်ဒီနေရာကိုလည်းကျွန်တော်ကြိုက်တယ်မကြိုက်ဘူးဆိုတော့ကျွန်တော်တေချာလည်းမဆုံးဖြတ်သေးတော့ကျွန်တော်ဘာမှမပြောသေးဘူးပေါ့နော်နောက်တစ်ခုကျွန်တော်အရေးကြီးတာတစ်ခုကကျတော့ဗျာကျွန်တော်တို့ဒီအိမ်ရုံငှားတဲ့ခါကျရင်ကျွန်တော်ခီးရကုလုပ်တဲ့ခါကျရင်ကိုယ်တိုင်ခီးရကုလုပ်မှလားဒါမှမဟုတ်ဆိုရင်ကိုခိုင်းရှားနေခီးရကုလုပ်မှလားဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်အခုကိုယ်တိုင်ခီးရကုလုပ်တာကတော့ဒါရှင်းနေပြကျွန်တော်တော့ခိုချင်းပေါ့နော်ခိုချင်းကိုလုပ်တာနောက်ဒီခိုင်းရှားနေကိုခီးရကုလုပ်ပြကျတော့ဟိုချင်းလို့ခေါ်ရနော်အဲ့နေရာမှာဘာခွာလဲဆိုတော့နော်ကျွန်တော်ကိုခီးရကုလုပ်မယ်နော်ကိုဟိုရှောနေဆိုပြီးတော့သိရမလားဒီအာမကမင်းကိုခီးရကုလုပ်တော့ဟုတ်ပြီနော်မင်းဒီအိမ်ကိုဒါမဆောင်အိမ်လက်ကမပေးနိုင်ဘူးဆိုရင်မင်းဘယ်သူကပေးမှာမင်းအာမခံပေးမဲ့သူဆိုပြီးတော့လည်းအဲ့လိုရှိလားဆိုပြီးတော့မေးရသူတွေလည်းပဲရှိရနော်အဲ့လိုအာမခံရှိတဲ့သူဆိုရင်ထားတော့ဗျာမရှိဘူးဆိုရင်ကိုကဘယ်လိုလုပ်ရမလဲဆိုရင်အဲ့ဖူဒိုဆန်ကိုပဲကိုကအာမခံကြီးပေးပြီးတော့သူကငှားရတယ်အဲ့ကြရင်တော့သူကအာမခံသူကဟိုရှုံးနေလောက်ခဆိုပြီးတော့တောင်းတယ်ဒါမှမဟုတ်ကိုကကျွန်တော်ဂျပန်တယောက်ဖြစ်ရှိရနော်အဲ့လိုမျိုးဆိုရင်လည်းပဲပိုပြီးအဆင်ပြေဗျာအဲ့ခိုင်းရှာငှားပေးမယ်ဆိုရင်တော့ပိုပြီးတော့ကောင်းတာပေါ့နော်ကိုပါကိုခီးရကုလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့လေနော်တနစ်စာဝင်ငွေနော်အဲ့ဂန်ဗန်ရှော့ရှူးလို့ခေါ်ရနော်အဲ့ဟာကြီးကျွန်တော်ထက်တာတင်ပြရတာတော့เนาะကျွန်တော်ဒီလာသာထားရွက်တွေလာသာတွေเนาะလာသာဘယ်လောက်ရနေလဲဆိုတဲ့အကြောင်းတွေတော့တင်ပြရရှိတယ်ပြီးရင်မင်းရဲ့ဘန်ခိုးစားမှာเนาะအခန်းဘန်ခိုးစားမှာမင်းဘယ်လောက်ကြံလာလဲเนาะဘယ်လောက်ရှိလဲเนาะဘယ်လောက်ရှိလဲဆိုတဲ့အကြောင်းတွေလည်းပြရတာရှိတယ်အဲ့လိုမျိုးကိုယ်နဲ့ပတ်သက်ထားရွက်ထားနေနေများသိရမလားအများကြီးဟိုသူကတောင်းပြီးတော့ကိုယ့်ကိုကြည့်ရเนาะ
အဲ့ဒါတော့မှဒါပုံမှန်အရင်တင်းကျပ်တဲ့အိမ်မဟုတ်ဘူးเนาะပုံမှန်အနေထားတော့ပဲတင်းကျပ်တဲ့နေရာတော့မှအဲ့မျိုးပြရတာရှိတယ်เนาะအဲ့ပြရတာဖြစ်တော့ကြောင့်မလို့အဲ့ဆာတဲ့ဆာတန်းတွေကိုတော့ကိုယ်ကငှားမယ်ဆိုရင်เนาะကိုယ်ရှင်းစားလောက်တာဟာအချိန်ကျသွားနိုင်တယ်လို့ပြောချင်တယ်เนาะဒီခိုင်းချနေပေါ့เนาะအဲ့ဟိုချင်းနဲ့ကိုဟိုချင်းကနေပေါ့เนาะကျွန်တော်ခိုင်းချနေကိုခေးရခုလုတ်ပေးရဆိုရင်တော့ဒါခဏလေးပဲเนาะမြင်တယ်တရက်လောက်ပဲကြာတယ်เนาะစားစားနဲ့ပို့ပေးလိုက်ရည်အဲ့ကြရင်တော့ခိုင်းချကိုကိုကပြောဖို့လိုတယ်နော်ငါဒီအင်းလေးငါဘယ်လိုငါ့ကိုငါပေးနိုင်မှာလို့ပြောအဲ့လိုပြောတော့နော်ခိုင်းချနေကြတော့ခိုင်းချနေငါပေးရတော့ဗျာခိုင်းချရကျွန်တော်တို့ဒီစားစားနေပေါ့နော်အဲ့ဒါတော့ခိုင်းချလူတွေသိလိမ့်မယ်နော်အဲ့စားစားနေလုပ်ပြီးတော့သူတို့နဲ့သူလုပ်ပြီးသွားဆိုတော့ခင်ဗျားတို့ကဒါတက်နေအောင်ပါပေါ့နော်ကျွန်တော်ဒါပြောကျွန်တော်ပြောပြချင်ပေးနေတာတော့ဒါလောက်ပါပဲတော့ကျွန်တော်ဒါဒီအိမ်ငှားဖို့ငှားနေကျွန်တော် software နဲ့ပေါ့နော်ကျွန်တော် software နဲ့ကျွန်တော်အိမ်ငှားဖို့ငှားနေကျွန်တော်ဘယ်နေရာဆိုရင်ဘယ်လောက်ရှိရဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါတော့ဒါနဲ့ဆိုတဲ့အကြောင်းပေါ့နော်အဲ့အကြောင်းအရာကိုလည်းပဲကျွန်တော်ထပ်တင်ပေးမှရှိပါတယ်အဲ့အကြောင်းအရာတော့နောက်ဗီဒီယိုတုန်းမှာတော့ကျွန်တော်ကြည့်ပေးပါမယ်လို့ပြောချင်ပါတယ်ကဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြအောင်ပေါ့နော်ကျွန်တော်အဆုံးလို့ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ